ဒီရေမွေးတစ်လုံးကြောင့် compliment အများကြီးရနိုင်တယ်ဆိုရင်ရှုံးမလားအားလုံးပဲမင်္ဂလာပါ YS Fragrance ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ review လုပ်ပေးမယ့်ရေမွေးလေးကတော့ designer ရေမွေးလောကထဲမှာအကျော်ကြားဆုံးနေတဲ့တစ်ခုဖြစ်တဲ့ Chanel ရဲ့ Blue de Chanel Eau de Parfumဒီကောင်လေးက EDT ထွက်ပြီး၄နှစ်အကြာ2014ခုနှစ်မှာထွက်ရှိလာတဲ့ရေမွေးဖြစ်ပြီးတော့ EDT နဲ့ကွာဝါတာတော့ EDP ကပို့ပြီးတော့ mature ဖြစ်တယ် clean and masculine ဖြစ်တယ်ဒီကောင်ရဲ့ opening note ကကျွန်တော်အတွက်တော့ grapefruit နဲ့ mint ရောထားတဲ့ fresh ဖြစ်တဲ့အနံ့လေးတွေအရင်ခံစားရတယ်နည်းနည်းလေးကြာသွားရင်တော့ woody ဖြစ်တဲ့အနံ့လေးတွေပလေးခံစားလာရလိမ့်မယ်နောက်ဆုံးကျွန်တော်ရဲ့ skin ပေါ်မှာ dry out ဖြစ်သွားခဲ့တဲ့အချိန်ကတော့ woody နဲ့ fresh balance ညီတဲ့အနံ့လေးကျန်နေခဲ့တယ် performance ပိုင်းအနေနဲ့ကလည်းကျွန်တော်ရဲ့ skin ပေါ်မှာ9နာရီကနေ9နာရီလောက်ထိအသာလေးအနံ့ဆွဲတယ် projection ပိုင်းကပုံမှန်လေးဖြစ်တာကြောင့် outfit တွေ daily wear တွေ date တွေအတွက်တော်တော်လေးဆိုလို့ကောင်းတယ်ပြီးတော့ compliment ပိုင်းကလည်းအများကြီးရမယ်ရေမွေးလေးတစ်လုံးဖြစ်တယ်နော်ပြီးတော့ဒီကောင်လေးက season အားလုံးဒီပါသုံးလို့ရတာဖြစ်ပြီး EDT ထက် performance ပိုင်း long lasting ပိုင်းပိုကောင်းတယ်လို့ parfum ထက်လည်း fresh ပိုဖြစ်တာကြောင့်ဒီ EDP version လေးကတော့ balance အကောင်းဆုံးလို့ကျွန်တော်တို့ထင်တယ်ဆိုတော့ Blue de Chanel Eau de Parfum အပေါ်ကျွန်တော်ကတော့9 out of 10ပေးခြင်းတယ်ပြီးတော့ full bottle မဝယ်ခင်အရင်စမ်းကြည့်ခြင်းတဲ့သူတွေအတွက်ကျွန်တော်စီမှာ 5ml 10ml 30ml decant bottle လေးနဲ့လာရောက်ဝယ်ယူစမ်းပြီးအားပေးလို့ရပါတယ်ဆိုတော့နောက်ထပ် review video တွေနဲ့ပြန်လာခဲ့ပါဦးမယ် Your sense is your standard